Minglaba Shalom near deep time but Yashin Jizu of Chimane Yashin principally the near Jizu of Chimas Hallelujah Yausidan Jama Basi Lumio Chin Gamjimina Tali Kansa Basi Yashin Jizu of Chimane Chibaru Kukalamaga Take Kuye Winnie Yamakuga Sansibima Amira Sijo Pupin Chinkampo, Piashima Bono, the Gabe, a Yijida Pede Bono, so the Chema Blue Nintuya the Lay Solution, Piarikin knows of the Yadi Yashida Pede Bono, so the Chemaga Palace Wishi, the Matanshin Yadiga, Alaloneda Bono, so the pet Nasosiga Lade Yadi. Duga June Lara Hogo no sort Luya Ted Hema Tela be the Ayadi, a dwe called Hema Palace Rushin, Takai the Ayadi Bono, O Yumjidigu, Takai the Ayadi, Dolaka, Payalu, Takai the Ayadi. The Muri La Tepe that Ebono, Nalonda ye chance Simudiga Palace Rushin, O when you know your Lambia Chima Hope enable no sort of. ဒီနှလုံးသားထဲမှာခံစားမှုတွေအမျိုးမျိုးပေါ့နော်လူတွေကိုစိတ်သက်ကြစရာတွေမကောင်းတဲ့အတွေးခေါ်တွေးစေတဲ့အရာတွေပေါ့နော်မြင်စေတဲ့အရာတွေကြားစေတဲ့အရာတွေကဒီစကားပြောရင်တော့မှတခြားစကားဖြစ်အောင်ကြားလိုက်တဲ့အရာတွေပေါ့နော်ဆိုတော့ဒီချိန်မှာအဲ့ဒီတစ်ဖက်ကအလုပ်လုပ်နေတဲ့အရာတွေကိုကျမတို့ကမျက်စိနဲ့မမြင်တွေ့ရပါမယ်ပါလဲဆိုရှင်အဲ့ဒီအမောင်တွေကအလုပ်လုပ်တဲ့အရာတွေကိုကျမတို့အခွင့်ကိုယ့်ရဲ့အသက်တာထဲမှာအခွင့်မပေးဖို့ရည်ကြီးတယ်ကိုတိုင်ကအဲ့ဒီနေရာမှာအတုံးတော်မခံဖို့အရေးကြီးတယ်ဖြစ်တယ်ဟာလေလုယာဆိုတော့ဘုရားသခင်ရဲ့အတုံးတော်ပဲခံကြရအောင်ပေါ့နော်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာနေ့ရက်တိုင်းကိုစေကြောဖို့ပြုပြင်ဖို့ဟာဒါအရေးကြီးတယ်ဟိုမာနရှိတဲ့အရာတွေအလုံးဖြိုဖျက်ရမှာဖြစ်တယ်ပေါ့နော်ကိုကြည့်တဲ့အရာတွေကဟိုကိုကြည့်တဲ့အရာတွေကိုနားထောင်တဲ့အရာတွေကဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒါလည်းစစ်စစ်ဖို့တကယ်ပဲရည်ကြည်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကြည့်ထားတဲ့အရာတွေကနေမျက်စိကနေရန်သူကအလုတ်လုတ်တတ်တယ်ဖြစ်တယ်ပေါ့နော်ဝိညာဉ်ရန်သူမာနကအလုတ်လုတ်တတ်တယ်ဖြစ်တယ်ကိုနားထောင်တဲ့အရာတွေကဘာတွေလဲဒီချိန်ကာလမှာအထူးစစ်စစ်ဖို့လိုအပ်တယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အသက်တာထဲမှာတကယ်ပဲတန်ရှင်သောဝိညာဉ်တော်ပဲအခွင့်ပေးပါအမြဲတမ်းဘုရားသခင်ထံစေကြောချင်းခံဖို့ပြုပြင်ချင်းခံဖို့ဟာဒါအရေးကြီးတာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီချိန်မှာတော်လံပုံကန်စေတဲ့အရာတွေကကိုယ်လာထည့်ပေးတတ်တယ်ဖြစ်တယ်ပေါ့နော်။မနာခံတဲ့အရာတွေဘုရားနှုတ်ကပတ်တော်ပြောတဲ့အရာတွေမနာခံတဲ့အရာတွေတော်လံမောက်လံစေတဲ့အရာတွေလာထည့်ပေးတတ်တယ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဒီချိန်မှာတကယ်ပဲဟိုအသက်တာမှာတကယ်ပဲမကောင်းတဲ့အရာတွေအကုန်ရှင်းထုတ်ဖို့လိုအပ်တယ်နှုတ်ကပတ်တော်နားထောင်တော့မှဒါတွေကိုရှင်းပြီးမှနားထောင်ဖို့ရည်ကြီးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့နေ့ရက်တိုင်းကျမတို့ဘုရားသခင်ထပ်ပေါ်ဝင်ဖို့လိုအပ်တယ်အသက်တာမှာစေကြောပြုပြင်ခြင်းဟာတကယ်ပဲရည်ကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့တချို့တွေပါလဲဆိုလို့ရှိရင်ခရစ်တော်ရဲ့ဝိညာဉ်မဟုတ်နေတဲ့ဟာရည်ရှိတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဘာသာရေးဝိညာဉ်တချို့တွေကပါလဲဆိုလို့ရှိရင်တော်လံပုံကန်စီတဲ့အရာတွေကအန်ဒီခရစ်ဝိညာဉ်တွေလည်းရှိကြတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ်ရေးရမှာကျမတို့ကောင်းကောင်းစစ်စစ်ဖို့လိုရတယ်တကယ်နာခံခြင်းရှိဖို့ဘုရားစကားနာခံခြင်းရှိဖို့တကယ်ပဲနှိမ့်ချတဲ့နှလုံးသားနဲ့နာခံနိုင်ဖို့တော်လကောင်းဖို့ကျမတို့ဒါပြင်ဆင်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အသက်တာထဲမှာပါလဲဆိုရှင်အများကြီးစေကြောဖို့လိုအပ်တာဖြစ်တယ်ပေါ့နော်နှုတ်ကပတ်တော်ထဲမှာဘာပြောထားတယ်ပေါ့နော်ကိုတန့်ရှင်းစေကိုတန့်ရှင်းပြီးလို့ထင်ထားတဲ့အရာတွေကကိုမစေကြောတဲ့လူတစ်မျိုးရှိသေးတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာလေမာနရဲ့ခြေကုပ်စခန်းနဲ့အကုန်ရှင်းထုတ်ပြီးမှစေကြောချင်းခံဖို့ရည်ကြည်တယ်အဲ့ဒါကဝိညာဉ်တော်အားဖြင့်ပဲဖြစ်တယ်ပေါ့နော်ဒါရှင်တော်ဝိညာဉ်တော်အားဖြင့်ပြုပြင်ခြင်းခံရမယ်လို့လေဖြစ်တယ်လူတစ်ဖြစ်ဖို့ဟာတကယ်ပဲရည်ကြည်တယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တိတာတော်တာထက်ဖယားရှင်စကားကိုနာခံဖို့ဟာ
တအားကြီးကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားသခင်ရှာနေတာကသူ့ရဲ့စကားကိုဘယ်သူနာခံတယ်လဲဘယ်သူလိုက်လျှောက်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီလူတွေကိုဘုရားရှင်ကရှာနေတာဆိုတာကျမထဲမှာပါလဲဆိုလို့ရှိရင်နိုးစော်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျမတို့ဒီလောကကြီးမှာခဏတာအသက်ရှင်တဲ့ခါမှာဘုရားသခင်ကအမြဲတမ်းအာရုံဖို့လိုအပ်တယ်ပြုပြင်ခြင်းခံဖို့တကယ်ပဲရည်ကြည်တယ်ဖြစ်တယ်ပေါ့နော်မှန်ကန်တဲ့နှလုံးသားမှန်ကန်တဲ့အသက်တာနဲ့တကယ်ပဲသွားဖို့ရည်ကြည်တယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီချိန်မှာယုံကြည်သူအချင်းချင်းကတကယ်ပဲစီလုံးဖို့အရေးကြီးတယ်ဖြစ်တယ်ပေါ့နော်စီလုံးညီညွတ်ခြင်းဒီချိန်မှာတအားဆွတောင်းဖို့ဟာတအားအရေးကြီးတယ်ဖြစ်တယ်ပါလဲဆိုလို့ရှိရင်ဒီအဆုံးတော့ကာလမှာပေါ့နော်ကျမတို့မှာလည်းပါလဲဆိုလို့ရှိရင်ဆွတောင်းရမယ့်အရာတွေကအဆုံးတိုင်အောင်တည်ကြည်ဖို့ဘုရားနဲ့တည်ကြည်ဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့အဆုံးတိုင်တည်ကြည်ဖို့ကကျမတို့ကိုယ်တိုင်ကျမတို့ကိုယ်တိုင်ကမလွဲချော်ဖို့ဟာတအားကြီးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ချို့တွေကဆွဲခေါ်တဲ့နေရာမှာပါသွားကြတယ်ပဲနေရာပါသွားလဲတော်လံပုံကန်တဲ့နေရာမှာလည်းပါသွားကြတယ်ပြစ်ခတ်တဲ့နေရာမှာလည်းပါသွားတယ်အဲ့ဒီနေရာတွေပါသွားခြင်းမဟုတ်ဘဲနဲ့ဖယားရှိမှာပဲကျမတို့နောင်တနဲ့ဖယားရှိမှာတုံးဝင်လာဖို့ဟာတအားကြီးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီမနေ့ဒီရက်ပိုင်းမှာပေါ့နော်ကျမဒီနှုတ်ကပတ်တော်ဆင်ခြင်တဲ့ခါမှာပေါ့နော်ရှင်လုကာ6ထဲမှာပေါ့နော်ဆင်ခြင်တဲ့ခါမှာငါစကားကိုကြားရတော့တင်တို့အားငါဆိုဒီကားတဲ့တင်တို့ရဲ့ရန်သူကိုချစ်ကြတော့တင်တို့ကိုမုန်းတော့သူတို့အားယေရှုပြုကြလို့ပြောတဲ့ခါမှာဘယ်လိုပြောမလဲဆိုတော့လူတွေမှာဒီစကားပြောလိုက်လို့ရှင်ဟာပါတယ်လေရန်သူကိုချစ်ကြလို့ဆိုတာကျမတို့လူအနေနဲ့ကတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့လူတွေးသားအနေနဲ့ကတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဝိညာဉ်တော်အားဖြင့်ဖြစ်သွားစေတယ်ဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့ရန်သူကိုချစ်ကြပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့မြင်ရတဲ့လူကကျမတို့ရန်သူမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ခုနကျမပြောပြတာဖြစ်တယ်ပေါ့နော်အတွေးခေါ်ထဲမှာသူတို့ကတိုက်ခိုက်ခြင်းခံရတယ်မာနကသူတို့တိုက်ခိုက်ခြင်းခံဖို့သူတို့ကအခွင့်ပေးမိတဲ့ခါမှာပေါ့နော်မာနကသူတို့ကိုတုံးနေတဲ့ခါမှာသူတို့ကအတုံးပြုခြင်းခံရတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့သူတို့ကမလွတ်မြောက်နေဘူးပေါ့နော်မာနရဲ့ချုပ်နှောင်ခြင်းခံရတဲ့လူတွေဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီရန်သူကိုကျမတို့ချစ်ရမယ်လို့ပြောထားတာဖြစ်တယ်ချစ်တဲ့ခါမှာဖယားမေတ္တာနဲ့ဝိညာဉ်တော်နဲ့ဝိညာဉ်တော်ရဲ့ပြုပြင်ခြင်းနဲ့သူတို့ဝိညာဉ်ကိုချစ်တဲ့ခါမှာသူတို့ကိုဆုတောင်းပေးတဲ့ခါမှာသူတို့ကိုမေတ္တာပေးတဲ့ခါမှာဆိုလို့ရှိရင်မာနရဲ့ချုပ်နှောင်ခြင်းကနေလွတ်မြောက်ခြင်းကိုဘုရားရှင်ကပေးလာမယ်ဆိုတာပေါ့နော်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုဆင်ခြင်မိတယ်ပေါ့နော်ဆိုတော့ကျမတို့ကကျမတို့တွေ့နေရတဲ့ကဘာလဲဆိုရှင်တွေးသားရှိတဲ့လူကအတွေးအသားရှိတဲ့လူကကျမတို့ရန်သူမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှင်နတ်ဆိုးတွေကသူတို့ကိုအထဲထဲမှာအလုတ်လုတ်ခိုင်းတဲ့အရာတွေ spirit တွေရှိနေတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့သူတို့ကအတုံးတော်ခံရတာဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်သူအရောက်စီတိုင်းဟာကိုယ့်ရဲ့ဝိညာဉ်ရေးရမှာကိုယ့်ရဲ့အတွေးခေါ်တာမှာနေ့တိုင်းတန်ရှင်းလုပ်ရမှာဖြစ်တယ်စာတမနာရဲ့ခြေကုပ်စခန်းနဲ့အတွေးခေါ်တွေမရှိစေဖို့ပေါ့နော်ကျမတို့ကအမြဲတမ်းစိတ်ဘုရားသခင်ထံတွန်းဝင်စေကြောရမယ်လို့ဖြစ်တယ်ပေါ့နော်တင်တို့ကိုမုန်းတော်သူတို့အားယေရှုပြုကြလို့ဆိုတာပေါ့နော်ဆိုတော့ကျမတို့ကိုမုန်းတဲ့လူတွေကကျမတို့ဘယ်လိုယေရှုပြန်ပြုနိုင်မှာလဲမုန်းတဲ့လူကဘာလဲဆိုလို့ရှိရင်တွေးနေတော့မှမုန်းချင်တယ်လေမုန်းလားလူကအဲ့ဒါဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဝိညာဉ်တော်အားဖြင့်ကျမတို့ကိုဝိညာဉ်ဆောင်ပွဲအားဖြင့်အောင်မြင်စေတဲ့မဖြစ်နိုင်တဲ့အရာကနေဖြစ်ပွားစေတဲ့ဘုရားသခင်ကအလွတ်လွတ်ပြီးနေတဲ့ခါမှာဆိုလို့ရှိရင်ကျမတို့မုန်းတဲ့လူတွေကိုတော့မှကျမတို့ယေရှုပြုခြင်းနဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ဝိညာဉ်တော်နဲ့ရှောက်နာတဲ့ခါမှာကိုမုန်းတဲ့လူတော့မှဘာလဲဆိုလို့ရှိရင်ယေရှုပြုရမယ်ဆိုတာလေဘုရားသခင်ကအဲ့ဒီဘာလဲဆိုလို့ရှိရင်ကျမတို့ကိုပြောင်းလဲပေးလိုက်တာလေနော်ပြောင်းလဲပေးလိုက်တဲ့ခါမှာကိုမုန်းတဲ့လူတော့မှတနာတာဖြစ်တယ်ပေါ့နော်ကိုမုန်းတဲ့လူတော့မှတနာတာဖြစ်တယ်ဘာဖြစ်လို့တနာတာလဲဘုရားသခင်ရဲ့တနာခြင်းကရုဏာကျမတို့ကဖဲ့ပေးခြင်းခံရတယ်လို့ဖြစ်တယ်ဘုရားသခင်ရဲ့
မိသားစုဝင်တွေဖြစ်တဲ့ခါမှာဒီတဘောထားတွေရှိတဲ့လူကဖယားသားသမီးတွေမှန်ကန်တဲ့လူတွေဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ကပြုပြင်ပေးနေတဲ့ထည့်ပေးစရာရှိတဲ့အရာတွေကိုကျွန်တော်တို့နာခံပြီးတော့အမြဲတမ်းဘုရားစီမှာတင်ယူဖို့ခံယူဖို့ဟာတကယ်ပဲလိုအပ်တာဖြစ်တယ်ပေါ့နော်တင်တို့ကိုကျင့်ဆဲတော့သူတို့ကမေတ္တာပို့ကြလောဆိုတော့ကျွန်တော်တို့ကိုကျင့်ဆဲတဲ့လူတွေကရှိတယ်မဟုတ်လားတခါလေးကြုံတတ်တယ်မဟုတ်လားကျမတို့တခါလေးအိမ်ဝင်ကလေးတော့လှုပ်တဲ့ခါမှာလေဟိုတစ်ဖက်တလန်းကလည်းပါလဲဆိုလို့ရှိရင်ဒီသူတို့ရဲ့ရန်သူပေးထားတဲ့အတွေးခေါ်တဲ့ရှိတဲ့ခါမှာသူတို့ကကျမတို့ကျိန်ဆဲလာတာလည်းကြုံဘူးတော့ဗောနော်ကြုံဘူးတယ်ဒါပေမဲ့ကျမတို့ပါလဲဆိုလို့ရှိရင်သူကျိန်ဆဲနေနဲ့တနာပဲတနာနေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကဒါတွေမသိရတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ကဘာလဲဆိုလို့ရှိရင်မာနရဲ့အသုံးပြုခြင်းခံရပါလားဆိုတာပေါ့နော်ဆိုတော့အဲ့ဒီကျင့်ဆဲတဲ့သူတို့တော့ကမေတ္တာပို့ကြလောတဲ့ဆိုတော့လူအနေနဲ့တွေးသားအနေနဲ့ကမဖြစ်နိုင်ဘူးဒါပေမဲ့ဖရာသခင်အားဖြင့်ဖြစ်နိုင်တဲ့အရာတွေဖြစ်တယ်တဘာဝလုံးကိုကျမတို့ကိုပြောင်းလဲပေးလိုက်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါပြောင်းလဲပေးခြင်းခံရတဲ့သူကဖရာသားသမီးတွေစစ်မှန်တဲ့သားသမီးတွေဖြစ်တယ်ဟာလေလုယာဆိုတော့ဘုရားစစ်မှာကျမတို့အမြဲတမ်းသင်ဖို့ရှိတယ်ဖြစ်တယ်တင်တို့ရဲ့ဘာတစ်ဖက်ကိုရိုက်တော့သူတို့အားတစ်ဖက်ကိုပေးအောင်လို့တဲ့ဆိုတော့ဒီအရာတွေလည်းပါလဲဆိုလို့ရှိရင်ကျမတို့တွေ့ကြုံတဲ့ခါမှာဆိုလူဆိုတာကတော့ပါလဲဆိုလို့ရှိရင်နည်းနည်းမှစကားတိုင်းတော့မှအပြုံးမခံနိုင်တဲ့လူဖြစ်တယ်ပေါ့နော်အပြုံးမခံနိုင်တဲ့လူဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကပြောင်းလဲပေးတဲ့အခါမှာလေကျမတို့လက်တွေ့မှာခါလေးဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာထဲမှာရှိမရှိဆိုတာလက်တွေ့မှာစံပွဲဖြည့်ချင်းခံရတာဖြစ်တယ်ပေါ့နော်ဆိုတော့တခါကကျွန်မဒီစံပွဲကိုဖြည့်လိုက်တယ်ပါတစ်ဖက်ရိုက်တယ်လို့ပါတစ်ဖက်ကိုပြန်ပေးမိခဲ့တဲ့အရာရှိတယ်အဲ့ဒီလူကအောက်မှာဆိုလို့ရှိရင်ပါလဲဆိုလို့ရှိရင်အကြည့်ကျင်နောင်တရပြီးမှပါလဲဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်ခဲ့တဲ့အချိန်တွေရှိတယ်ပေါ့နော်ဆိုတော့ဒီရဲ့အင်ဂျီကိုစပါတော့တင်းဝလုံးကိုတိမ့်ပြီးတော့သူအားတဲ့တင်းအင်ဂျီကိုလည်းယူစီချင်းကခွင့်ပေးလို့ဆိုတော့ကိုယ့်ရဲ့အင်ဂျီကိုဗာလဲဆိုလို့ရှိရင်ယူချင်တဲ့လူကလည်းဗာလဲဆိုလို့ရှိတယ်လေနော်တချို့တွေကဗာလဲဆိုရှိတယ်ဆိုတော့ကိုယ့်ရဲ့ဝလုံးကိုလည်းပေးလိုက်ပါပေါ့နော်ဆိုတော့သူတို့တကယ်လိုချင်တဲ့လူပေးလိုက်ပါဆိုတော့နောက်ပြီးတော့ဝတ်လုံကပါလဲဆိုလို့ရှိရင်ကဲတင်ချင်းဝတ်လုံပေါ့နော်ကဲတင်ချင်းနဲ့ဆိုင်တဲ့ဝတ်လုံကလည်းပါလဲဆိုလို့ရှိရင်သူတို့မျှဝေပေးဖို့လည်းအရေးကြီးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကဲတင်ချင်းနဲ့ဆိုင်တဲ့ပါလဲဆိုလို့ရှိရင်ပြောင်းလဲချင်းနဲ့ဆိုင်တဲ့ဝတ်လုံကိုလည်းကျွန်တော်တို့ကသူတို့ကိုအင်္ဂလိပ်အဖြစ်ဝင်ငါပေးမဲ့အရာတွေကိုလည်းတကယ်ပဲအရေးကြီးတာဖြစ်တယ်အခုမြင်တွေ့ရတဲ့အရာပြင်ပမှာမြင်တွေ့ရတဲ့အရာတွေအရာရုပ်ဝတ္ထုတွေလည်းရှိတကယ်တော့ဝိညာဉ်ရေးရမှာလေဘုရားသခင်ကနှစ်ဖက်နှစ်နားပြောထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းတွေကတကယ်ပဲပါလဲဆိုလို့ရှိရင်ဘုရားရှိမှကျွန်တော်တို့တကယ်ပဲတက်တည်ဖြစ်ဖို့ဟာအရေးကြီးတယ်ဖြစ်တယ်ပေါ့နော်အချင်းသူဒီတဲ့တင့်ကိုတောင်းထိုးသူကပေးလို့ထိုးသူကပေးလို့တဲ့တင်းဥစ္စာကိုသိမ်းယူတော့သူအပြန်၍မတောင်းနေတဲ့ဆိုတော့ကျမတို့ဗာလဲဆိုလို့ရှိရင်ဒီစံပွဲတွေကလည်းဗာလဲဆိုလို့ရှိရင်လူတိုင်းတွေးကြုံခဲ့တဲ့အရာတွေလည်းအများရှိတဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တွေကဗာလဲဆိုလို့ရှိရင်အများကြီးစံပွဲဖြစ်ခဲ့ရတာပေါ့နော်ဒီလိုမျိုးတွေလည်းဖြစ်ခဲ့ရတယ်ဖြစ်တယ်တင်တို့ဒီတဲ့ကိုနိုင်သူတပားပြုစီလို့ဒီအတိုင်းသူတပားနိုင်ပြုကြလို့တဲ့ဆိုတော့သူတပားကကိုယ့်ပေါ်မှာဘာလှုပ်စေခြင်းဘာလှုပ်စေခြင်းကိုဘာလှုပ်ခြင်းတလဲကိုလိုချင်တဲ့အရာတွေကကိုကစိုက်ပြိုးဖို့ရည်ကြီးတယ်ဖြစ်တယ်ကိုစိုက်ပြိုးလိုက်တဲ့ခါမှာတစ်ချိန်ကြာရင်ကိုကပြန်ရတာဖြစ်တယ်ဥမာကိုကတခုခုပေးနေအောင်မှာပေါ့လေပါလဲဆိုလို့ရှိရင်ကို
ကိုမှရှိတဲ့အရာကအကောင်းဆုံးအရာနဲ့ပေးကြည့်ပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ကိုပြန်ရမယ့်အရာတွေလည်းအကောင်းဆုံးအရာတွေနဲ့ဘုရားရှင်ကပြင်ဆင်ပေးမယ်ဖြစ်တယ်ဆိုတာပေါ့နော်စင်ချမိတယ်ဆိုတော့ကိုကစကားကောင်းကောင်းလေးဘယ်လိုပြောမလဲဆိုလို့ရှိရင်ကိုကသူများရဲ့ပြောတဲ့စကားကိုကောင်းကောင်းလေးနားထောင်ချင်တယ်လေနော်ဟုတ်တော့မလားကိုကရဲ့နေတဲ့လူကကိုကမတည့်တယ်ဘူးဘာပဲဖြစ်ဖြစ်ကိုကပါလဲဆိုလို့ရှိရင်ကောင်းတဲ့နှလုံးသားနဲ့စိုက်ပြူလိုက်ပါဘာပဲဖြစ်ဖြစ်ကိုကောင်းတဲ့နှလုံးသားနဲ့စိုက်ပြူလိုက်သူတစ်ပတ်ကိုဆွတောင်းပေးတဲ့ခါမှာလည်းအကျွေးမဲ့နဲ့ကောင်းချီပြီးနော်အဲ့ဒါဆိုလို့ရှိရင်ကိုစိုက်ပြူတဲ့အရာတွေကကိုပေါ်မှာပြန်ရောက်လာဖြစ်တယ်နော်ဆိုတော့ကောင်းချီပေးပါဘာလဲဆိုလို့ရှိရင်ဖယားသားသမီးတွေကဒီချိန်မှာအလင်းထွန်းလင်းဖို့ဘုရားရှင်ခေါ်ထားတယ်ဖြစ်တယ်တင်ထလောလင်းလောဘုရားခင်ကကျမတို့ကိုအရောက်စီတိုင်းခေါ်နေတယ်ဘာဖြစ်လဲဆိုတော့ရှိဒီလောကကြီးကမောင်နေတဲ့အချိန်မှာကျမတို့ကအရောက်စီတိုင်းကအလင်းကိုထွန်းလင်းပေးမဲ့သူတွေဖြစ်တယ်တဘာဝလုံးကိုဖယားခင်ပေးတဲ့တဘာဝကိုလုံးကိုလုံမဲ့သူတွေဖြစ်တယ်ဟာလေလုယာလူတွေမဖြစ်နိုင်တဲ့အရာတွေကနေဖယားခင်ရဲ့သားသမီးတွေကလုံမဲ့အရာတွေကဘုရားရှင်ပေးထားတဲ့အရာတွေနဲ့အလလုံးမဲ့ဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့အရောက်စီတိုင်းဘုရားရှင်ရှေ့မှာတိုးဝင်မှာတောင်းခံမှာဘုရားသခင်ဖြည့်ပေးမဲ့အရာတွေကိုကျမတို့နာခံခြင်းနဲ့ဒါပြီးလို့ချက်ရအောင်ပေါ့နော်ဆိုတော့ဒီနှုတ်ကိုချစ်တော်သူတို့ကချစ်တုံးပြန်နေအပေကျေးဇူးတင်တယ်တဲ့ဆိုတော့ကျမတို့ကိုချစ်တယ်လို့ပဲကျမတို့ကပြန်ချစ်တယ်ဆိုလို့ရှိရင်အပေကျေးဇူးတင်တယ်နေပါလဲဆိုလို့ရှိရင်မယုံကြည်သူလည်းလုံနိုင်တယ်လူတိုင်းကလုံနိုင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဖယားတခင်ကကျမတို့ကိုအဲ့ဒီထက်တဘာဝလွန်ကဲတဲ့အရာတွေကိုဖယားတခင်ကအလုပ်လုပ်စေခြင်းနဲ့ဖြစ်တယ်အလင်းဆိုတာမောင်နေတဲ့အချိန်ကိုထွန်းလင်းမှပဲအလင်းပေါ့နော်ဆိုတော့မလင်းနေတဲ့အချိန်ဆိုလို့ရှိရင်ကျမတို့တက်မီပဲထွန်းမီးပဲထွန်းတိတ်ပြီးတော့ကိုးစားပေါ့မထင်ရှားဘူးလေနော်မောင်နေတဲ့အချိန်မှာထွန်းလင်းလိုက်တဲ့ခါမှာအဲ့ဒီအလင်းကတကယ်ပဲအကျိုးရှိတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဖျားသခင်ကကျမတို့ကိုတင်ပေးတဲ့အရာဖြစ်တယ်စိုးတော်သူတို့တွေကိုချစ်တော်သူတို့အားချစ်တုံးပြန်ကြသည်မဟုတ်တော့ပေါ့နော်ဆိုတော့ပြောထားတာဖြစ်တယ်တင်တော့ကိုဂျေဇုပြုတော်သူတို့အားတဲ့ဂျေဇုပြုနေအပေဂျေဇုတင်တယ်နေဆိုတော့လူတွေကအများဆုံးကပါလဲဘာလုပ်တယ်လဲဆိုလို့ရှိရင်ကိုဂျေဇုပြုတယ်လို့ပဲကိုကဂျေဇုပြန်ပြုချင်တာဖြစ်တယ်လေဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အဲ့ဒီအရာကမကောင်းလားဆိုကောင်းတယ်နော်ဘုရားသခင်ကကျမတို့ကိုတပံဝလုံးလို့ခိုင်းတယ်ဘာလဲဆိုလို့ရှိရင်အဲ့ဒီအရာကမယုံကြည်သူစိုးတဲ့သူတွေကလုံနိုင်တဲ့အရာတွေကဘာလဲဆိုလို့ရှိရင်တပံဝလုံးနဲ့အရာတွေမလုံနိုင်ဘူးဘာလဲဆိုလို့ရှိရင်ဂျေဇုပြုတဲ့လူတွေကျွန်တော်တို့ကိုယ်သမီးကျွေးခဲ့တဲ့လူတွေပြန်ကျွေးလို့ရတာဖြစ်တယ်ကိုယ်လက်ဆောင်ပေးခဲ့တဲ့လူလည်းလက်ဆောင်ပြန်ပေးလို့ရတယ်ဒါပေမဲ့တကယ်ကိုပါလဲဆိုလို့ရှိရင်ကိုမထင်မဲ့မပြုတ်ခဲ့တဲ့လူတွေလည်းရှိမယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုကျမတို့ကသူတို့တကယ်ကိုပါလဲဆိုရှင်ဘုရားရဲ့ချစ်ချင်းမေတ္တာနဲ့ကျမတို့ကပြသဖို့အရေးကြီးတယ်ဖြစ်တယ်ဆိုတာပေါ့နော်သူတပါဥစ္စာချင်းငါတို့အခါစပ်ပိန်းမျိုးမျိုးလင့်ချင်းငါနဲ့အပေကျေးဇူးတင်တဲ့နေတဲ့ဆိုတော့တခါလေကျမတို့တကယ်ကိုလိုအပ်နေတဲ့လူတွေကသူတို့ကလာချင်းငါတတ်ရှိတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီချင်းငါတဲ့အရာတွေကဘာလဲဆိုလို့ရှိရင်ဘာပဲဖြစ်ကျမတို့ကိုပြန်ဆက်ဖို့ကကျမတို့ကတအားမျိုးနေနေနော်တအားမျိုးနေနေဒါပေမဲ့ဖခင်ရဲ့သဘောအရာကမမျိုးနေနဲ့ခါရပြီးလိုက်အဲ့လိုပေါ့နော်ဆိုတော့ခါရပြီးလိုက်ပေါ့နော်ဆိုတော့သူတို့အားတဲ့ချင်းငါတက်တီမဟုတ်တော့အဲ့ဒီလူဆိုးတွေကမှလုံနိုင်တဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဒီ
ဒီလူတွေကပါလဲဆိုလို့ရှိရင်သစုံတစ်ခုကိုရမည်ဟုမျောလင့်ခြင်းမရှိပဲချင်းငါကြတော့ထိုတို့ပြုရင်ဒီလိုအကျိုးကြီးလိမ့်မည်တဲ့နော်ဆိုတော့ပြောထားတာပေါ့နော်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အကျိုးဟာတကယ်ကြီးတာဖြစ်တယ်ဘုရားသခင်ကစိတ်မှတ်တာတဲ့ဖြစ်တယ်လေနော်ထိုဘုရားတည်တဲ့ဂျေဇုမတိတော်သူတဲ့စိုးညစ်တော်တဘောရှိတော်သူတို့ကဂျေဇုပြုတော်မူတဲ့ဘုရားသခင်ကလေဒီလောကကြီးထဲမှာစိုးတဲ့လူကိုလည်းသမင်ကျွေးတယ်နော်စိုးတဲ့လူလည်းသမင်ကျွေးတယ်စိုးတဲ့လူတွေလည်းတချို့အိမ်ကောင်းရာကောင်းနေရတာနော်အဲဆိုတော့စိုးတဲ့လူတွေဘုရားသခင်ကဂျေဇုပြုတာပေါ့နော်ဆိုတော့သူတို့ကိုအလုပ်ပေးတာပေါ့နော်ဆိုတော့တခါလေဝိညာဉ်နယ်ပယ်မှာနားမလဲတဲ့ဟာတွေအများကြီးပဲဒါပေမဲ့လိုက်လျှောက်ကြည့်ပါပေါ့နော်ဆိုတော့ဆိုတော့သူတဘောရှိတော်သူကကျေးဇူးပြုတော်မူထို့ကြောင့်တင်တို့အပသည်တနာချင်းစိတ်ရှိတော်မူသည်နီးတူတင်တို့ဒီလေတနာချင်းစိတ်ရှိကြလော့တဲ့ဆိုတော့ကျမတို့တုံတင်ပေးတဲ့ဘုရားသခင်ပုံကြည့်ပါစေဆိုတော့ဘုရားရှင်ကတနာချင်းကရုဏာရှိတဲ့ဘုရားဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကဘာလဲဆိုလို့ရှိရင်တနာချင်းကရုဏာစိတ်ရှိဖို့လိုအပ်တာဖြစ်တယ်ဆိုတော့ကျမတို့မြင်တွေ့ရတဲ့ရန်သူတွေကတွေးသားရှိတဲ့လူကကျမတို့ရန်သူမဟုတ်ဘူးအဲ့ဒီတွေးသားထဲမှာဘာလဲဆိုလို့ရှိရင်စာဒမာနရဲ့အတွေးခေါ်ထည့်ချင်းခံရတဲ့လူတွေသူချို့တွေကြတော့သူတို့ကဘာလဲဆိုလို့ရှိရင်သူတို့ကြည့်ခဲ့တဲ့အရာတွေပေါ့နော်ဟိုမှာဂိမ်းဆိုလို့ရှိရင်လူတက်ဂိမ်းတွေပါတယ်ရှိတယ်အဲ့ဒီမျိုးတွေပေါ့နော်ဆိုတော့သူတို့အထက်ထက်မှာနတ်ဆိုးဝင်ပေါက်ကိုပေးလိုက်တာလေနော်အဲ့လိုပေးလိုက်တဲ့ခါမှာသူတို့ကစိုးသွားနေတာဖြစ်သွားတာဖြစ်တယ်သူတို့လွတ်မြောက်ခြင်းရဖို့ကကျမတို့ကဆူတောင်းပေးဖို့ရည်ကြီးတယ်ဖြစ်တယ်ဆိုတော့တနာချင်းရှိဖို့ရည်ကြီးတယ်ဖြစ်တယ်သူတို့ကိုတကယ်ပဲဘာလဲဆိုရှင်လွတ်မြောက်ခြင်းတဲ့စိတ်ဆန္ဒရှိစေဖို့ကလည်းဆူတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ဆိုတော့ဒီစိုးတဲ့လူတွေကိုတော့မှဘုရားသခင်ကချစ်တယ်ဆိုလို့ရှိရင်ကျမတို့ကလည်းဗာလဲဆိုလို့ရှိရင်ဖယားသခင်နည်းသူပေါ့နော်ဆိုတော့ရန်သူကဘာရန်သူလဲဆိုလို့ရှိရင်တွေးသားရှိတာရန်သူမဟုတ်ဘူးကျမတို့ရန်သူကစာတမာနကရန်သူဖြစ်တယ်အဲ့ဒီမာနကမမြင်တွေ့ရဘူးဖြစ်တယ်ဂျိုနဲ့လာမှာမဟုတ်ဘူးအမေသူကဗာလဲဆိုလို့ရှိရင်အတွေးသားရှိတဲ့လူသူကဝင်ပြီးတော့ခိုင်းပြီးတော့အလုပ်လုပ်တာဖြစ်တယ်အဲ့ဒီခိုင်းချင်းခံရတဲ့လူကိုလွတ်မြောက်စေဖို့ကကျမတို့ကဆုတောင်းပေးဖို့ရည်ကြီးတယ်ဖြစ်တယ်ဆိုတော့ဖယားသခင်ရဲ့မေတ္တာကိုပြသဖို့ဟာရည်ကြီးတယ်ဆိုတာပေါ့နော်ဆင်ခြင်မိတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မလို့ဒီမနေ့မှာတော့ဘာလဲဆိုလို့ရှိရင်ဖယားသခင်ကျမတို့ကိုတုံတင်ထားတဲ့တပါဝလုံးပေါ့နော်ယနေ့အချိန်မှာမောင်းနေတဲ့အချိန်ဖြစ်တယ်မောင်းနေတဲ့အချိန်မှာပေါ့နော်ဆိုတော့ကျမတို့တာရေးဆုတောင်းဖို့လိုအပ်တယ်ဒီချိန်မှာပါလဲဆိုလို့ရှိရင်ဟိုတွေးကြုံရတဲ့စာရမဏခိုင်းပြီဆိုလို့ရှိရင်သူကခိုးချင်းတက်ချင်းဖြစ်စီချင်းကနေလာတာဖြစ်တယ်ဆိုတော့လူတွေကိုခိုးခိုင်းမယ်တက်ခိုင်းမယ်ဖြစ်စီခိုင်းတဲ့အရာကနေသူတို့လွတ်မြောက်ခြင်းရဖို့မာနရဲ့ခိုင်းတဲ့အရာကနေလွတ်မြောက်ခြင်းရဖို့အားလုံးကဆုတောင်းပေးကြအောင်နော်အားလုံးကတတိယပြီးတော့ဆုတောင်းပေးကြအောင်ဆိုတော့ကျမတို့ဒီချိန်မှာအဓိကတန်ရှင်တော်ဝိညာဉ်တော်ဖျားခေါ်ဖိတ်ပြီးမှတကယ်ဆုတောင်းပေးဖို့ရည်ကြီးတယ်ဖြစ်တယ်လူတွေအားလုံးလွတ်မြောက်ခြင်းရဖို့ကယ်တင်ခြင်းရဖို့ကွဲပြားခြင်းတွေပါလဲဆိုရှင်တော်လံပုံကန်ခြင်းတွေအမျိုးမျိုးကနေလွတ်မြောက်စေဖို့ဟာတကယ်ပဲရည်ကြီးတယ်ဖြစ်တယ်မာနကအဲ့ဒီအတွေးကိုထည့်ပေးတဲ့အခါမှာလူတွေကဒါတွေကနေလွတ်မြောက်စေဖို့ဟာတကယ်ပဲရည်ကြီးတယ်ဆိုတော့ကျမတို့အားလုံးကပါလဲဆိုရှင်တတိယဆုတောင်းပေးကြအောင်မလွတ်မြောက်တဲ့လူတွေကိုကျမတို့ဒါ၍လွတ်မြောက်ခြင်းရရှိစေဖို့တတိယဆုတောင်းပေးကြအောင်ဆိုတာပေါ့နော်ဒီမနေ့မှာဘုရားသခင်ကနှိုးဆော်ပေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားသခင်ထံလဲကျမတို့ကအမြဲတမ်းတင်ရတဲ့လူတွေဖြစ်တယ်ဘုရားရှင်ရဲ့ကျေးဇူးပြုခြင်းတွေတကယ်ပဲကျေးဇူးတော်ချီးမွမ်းတယ်ဖြစ်တယ်ဆိုတော့ကျမတို့ကိုနေ့ရက်တိုင်းဘာလဲဆိုရှင်အသက်တာဟောင်းနဲ့အသက်ရှင်ခြင်းမဟုတ်ပဲနဲ့လူတစ်အနေနဲ့ဘုရားသခင်ကအ
အသက်ရှင်စေခြင်းနဲ့ဖြစ်တယ်ပေါ့နော်အသက်တာအသက်ဘုရားသခင်ပြုပြင်ပြောင်းလဲတဲ့အသက်တာအသည့်နဲ့ဘုရားသခင်ကအသက်ရှင်စေခြင်းနဲ့ဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကကောင်းကင်နိုင်ငံရဲ့သားသမီးတွေဖြစ်တဲ့အခါမှာကျမတို့ဘုရားသခင်ပုံတော်ထင်ရှားစေဖို့ဟာကျမတို့အမြဲတမ်းဘုရားသခင်ထံတင်ယူဖို့ဟာအရေးကြီးပါတယ်ဆိုတာပေါ့နော်ဒီနေ့ငယ်နဲ့အားပေးလို့ပါတယ်ကျမလည်းဘုရားသခင်ထံစီကအမြဲတမ်းနှုတ်ကပတ်တော်ဖွင့်ပြခြင်းအရာတွေကကျမလည်းတင်ယူနေတဲ့လူဖြစ်တယ်ပေါ့နော်သူခွန်အားယူနေတဲ့လူတွေဖြစ်တယ်ယေရှုတင်နေနော်ဘုရားရှင်ကောင်းချီးပေးပါစေရှလုံး